နာဂါတိုယုံကြည်ခဲ့တယ်လို့ပဲမိုးရတဲ့သူကနာရူတိုကိုယုံကြည်ပေးနေမယ်လို့ခိုနန်ကပြောလိုက်တဲ့အချိန်မှာတော့နာရူတိုဆိုတဲ့နာမည်ဟာသူ့ရဲ့ဆရာနဲ့ဆရာတို့အကိုနာဂါတိုစီကအမွေရခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်ပြီးရင်တော့ခိုနန်ပေးခဲ့တဲ့ပန်းစည်းနဲ့စာအုပ်ကိုလည်းဂျီဝိုင်းရဲ့မြေပုံလေးတစ်ခုလုပ်ပြီးထားခဲ့လိုက်ပါတယ်ပြန်လာခဲ့တဲ့လမ်းမှာလဲကျသွားတော့မယ့်ချိန်သူ့တပည့်တွေအတွက်ဆိုရင်ဘယ်တော့မှနောက်မကျတတ်တဲ့ခါရှိကဂုံးမုံပြီးခေါ်လာခဲ့ရင်လည်းသူပြန်လာကိုစောင့်နေကြတဲ့လူတိုင်းကိုတွေ့လိုက်ရပါတယ်ရွာတွေကလူတိုင်းရဲ့အတိမတ်ပြုခံရအောင်လုပ်မယ်ဆိုရင်သူ့ရဲ့အိမ်မက်ကိုနာရူတိုကအကောင့်ထဲပေါ်နိုင်ခဲ့တဲ့အကြောင်းခါရှိကတွေးမိသွားပါတယ်ထပ်သူယူကလူတိုင်းကိုအပြည့်ပြအသေးစိတ်တွေပြောပြထားတဲ့အတွက်အကုန်လုံးကလည်းနာရူတိုကိုစိတ်ပူနေကြတာဖြစ်ပါတယ်အဲချိန်ဆာကူရာကမစင်မချင်းလုပ်တဲ့အတွက်ဆုံးမပေးလိုက်ပြီးတဲ့နောက်မှာသူ့ကိုဖတ်ထားပြီးကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်အားလုံးကလည်းနာရူတိုကသူတို့ကိုကြော်တက်သွားပြီးရဲဆိုတာကိုသိလိုက်ကြတဲ့ကြောင့်ဝမ်းသာပေးနေကြပြီးအီလိုကပါနည်းနည်းလောက်ကြွေးချင်းသူလိုဖြစ်သွားတယ်လို့ပြောပါတယ်အမ်ဘီစုကလည်းတစ်ချိန်လုံးကသူ့အပါဝင်လူတိုင်းကနာရူတိုကိုအနှောက်အယှက်တစ်ခုလိုသဘောထားခဲ့ကြတဲ့အကြောင်းနဲ့ဒီခွေးကောင်လေးကလင်ညာဖြစ်မလာတဲ့တာကြောင့်တတိယမြောက်ဖို့ပါခဲ့ဟိုတော့အပြစ်တင်ခဲ့ကြပါတယ်ဒါပေမဲ့တင်းကားကရှိကဇာမူဇာကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့သူင်းစာမေးပွဲကိုပိုမီကောင်လေးကနောက်ဆုံးအချိန်ကြီးကန်ကောင်းပြီးရောက်လာနိုင်ခဲ့တယ်ဆိုတဲ့စကားတွေဖြူပါရဲ့ပါရမီရှင်ကိုတော့အနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်တွေနဲ့နာရူတိုကသူ့ရဲ့လင်ညာလမ်းစဉ်ပေါ်ဘယ်တော့မှအရှုံးမပေးခဲ့ပဲလူတိုင်းကသူ့ကိုတဖြည်းဖြည်းအတိမတ်ပြုအောင်လုပ်လာခဲ့ပါတယ်နောက်ပိုင်းမှာလည်းဥဆုမကီနာရူတိုဆိုတဲ့ကောင်လေးကတဲဝါဂျင်ချူရီကီစီကနေကိုနိုဟာယာကိုကာကွယ်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေဂျီဝိုင်းရနဲ့တူအိုရိုချီမာတို့ကိုတော့ကူညီတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေကြောင့်တစားတဲ့တစားလက်ခံခဲ့ကြရင်ဆတ်စကဲကိုပြန်မခေါ်နိုင်ခဲ့ပဲအာခါဆုကီကဂျင်ချူရီကီကိုလိုက်နေတဲ့အချိန်မှာတော့နာရူတိုကအနေငယ်စိတ်ပူပေးခဲ့ကြပါတယ်အဲဒီနောက်နာရူတိုကတဲဝါခါဆယ်ခါကဲကိုအာခါဆုကီလက်ထဲကနေကယ်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်းကြားခဲ့ရပြီးအာခါဆုကီကဂျီဝိုင်းရကိုတတ်လိုက်တဲ့အချိန်မှာတော့သူ့ဆရာရဲ့စိတ်ဓာတ်ကိုအမွေရခဲ့တဲ့နာရူတိုကရှင်းဆက်လျှောက်လာခဲ့ရင်းနဲ့အခုချိန်မှာတော့သူ့ရဲ့စူးစမ်းမှုကြောင့်ပဲလူတိုင်းရဲ့နှလုံးသားတွေကိုပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်အီယူဂါဆန်ဆဲကလည်းတတိယမြောက်ဖို့ပါခဲ့ဆုံးမခဲ့တဲ့အတိုင်းလူတွေရဲ့အာယုံစိုက်ခံရဖို့စိုးသွမ်းနေတဲ့နာရူတိုပေါ်မှာနားလည်ပေးခဲ့ပြီးအခုလိုကိုနိုဝါယွာနဲ့လူတိုင်းရဲ့ကယ်တင်ရှင်ဖြစ်လာခဲ့တဲ့အချိန်မှာတော့တတိယမြောက်ဖို့ပါခဲ့နဲ့စရုပ်သားမြောက်ဖို့ပါခဲ့ကိုသူတို့ရဲ့ရှိမှသူရဲကောင်းတယောက်ပေါ်လာခဲ့ပြီလို့ပြောရင်းနဲ့မျက်ရည်တွေကျနေခဲ့ပါတယ်